ဒီနေ့မှာတော့ Stone Mountain ကတကယ်ကိုဈေးတန်ပြီးခြံဝန်းကျဲတဲ့အိမ်လှလှလေးတစ်လုံးကိုကျွန်တော်လိုက်ပြပေးတာဖြစ်ပါတယ်ဒီအိမ်လေးကအိတ်ခမ်းတွန်းခမ်းနဲ့ရေချိုးခမ်းနှခမ်းပါဝင်ပြီးအကျယ်ဝန်းက1960စတူယန်ပေရှိပါတယ်အဓိကထူးခြားချက်ကတော့ဈေးနှုန်းပါပဲဒီလောက်အကျယ်ဝန်းကိုမှ2,900ထဲနဲ့ရမှာဖြစ်ပါတယ်အိမ်ထဲမှာအခန်းနှစ်ခုတောင်ပါဝင်တဲ့အတွက်မိသားစုအေးအေးဆေးဆေးနေချင်သူတွေအတွက်အရန်အဆင်ပြေပါတယ်မိဘူးကြောင့်မှလည်းပစ္စည်းထားဖို့နေရာအကျယ်ကြီးပါဝင်တယ်လို့တီးတန့်ထမင်းစားခန်း dining room လည်းပါပါသေးတယ်နောက်ထပ်အကြိုက်တွေ့စရာကတော့ခြံဝန်းအကျယ်ကြီးပါပဲ0.63 ဧကတောင်ကျယ်တာမို့ကလေးတွေဆော့ဖို့ပဲဖြစ်ဖြစ်ကိုပိုင်ဥယျာဉ်လေးလုပ်ဖို့ပဲဖြစ်ဖြစ်အရင်ကောင်းပါတယ်HOA fee ပေးစရာလည်းမလိုဘူးเนาะကျွန်တော် basement ကိုတစ်ချက်လိုက်ပြပေးပါမယ် basement လည်းတန်တန်ပြန်ပြန်ပဲရှိတယ်ဒီမှာကားကိုတော့ဒီမှာကားထိုးလို့ရမယ်ပြီးတော့ဒီမှာတကားတစ်ခုရှိတယ်ဒီကနေလည်းကျွန်တော်တို့အပြင်ထုတ်လို့ရမယ်ဒီမှာဒါသူ့ရဲ့ basement ဖြစ်ပါတယ်ဒီကနေတက်ရင်ခုနကကျွန်တော်တို့ဆင်းလာတဲ့ living room ကိုကျွန်တော်ပြန်ရောက်မယ်ဒါက basement ဖြစ်တယ်ဒီ basement မှာလည်းကျွန်တော်တို့ပစ္စည်းတွေကောင်းကောင်းတူလောင်ထားလို့ရမယ်ပြီးတော့ဒီမှာ gym လည်းကောင်းကောင်းကစားလို့ရမယ်အခုကျွန်တော်တို့အိမ်ပေါ်ပြန်တက်မယ်အခုတစ်ခါမှာတော့ကျွန်တော်အခန်းတွေကိုကျွန်တော်လိုက်ပြပေးပါမယ်ပါပါညီမတို့ခေဖြစ်ပါတယ်ဒီအိမ်ရဲ့ကျန်နေတဲ့စိတ်ပန်းတွေကိုလိုက်ပြသွားပေးပါမယ်ဆိုတော့အနောက်လိုက်ခေပြကြပါနော်ဒီအိမ်က3 bedroom 2 bathrooms လို့ပြောထားတဲ့အတိုင်းပဲဒီဘက်မှာဆိုလို့ရှိရင်ကြတော့ရေချိုးခန်းအိမ်သာရှိပါတယ်အမှဝင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါကကြတော့သူရဲ့ sink ပေါ့နော်ဟိုဘက်ခြမ်းက toilet ရှိတယ်နောက်တော့ဒီဘက်ခြမ်းမှာ bath ရှိပါတယ်ရေချိုးခန်းပေါ့နော် bathtub လေးနဲ့ဒီမှာ shower လေးရှိပါတယ်ပြီးတော့ဒီဘက်ခြမ်းကကြတော့ဒါအဝတ်တွေပါတယ်ပစ္စည်းပိုင်းထားလို့ရတဲ့ဒီ3000ခန်းလေးထားတာပေးပါတယ် utility room okay ရေချိုးခန်းဘက်ကထွက်လာရင်ဒီဘယ်နဲ့ညာမှာဒီဘက်ခြမ်းကကြတော့ဒါ cleaning supplies တွေထားလို့ရတဲ့နေရာဖြစ်တယ်ဒီဘက်ကတော့ပစ္စည်းတွေထပ်ပြီးထားလို့ရပါတယ်ဒါစင်လေးရှိတယ်အဲ့မှာပစ္စည်းတွေထားလို့ရဒါကကြတော့ဥမာတချို့တွေဆိုလို့ရှိရင်တပစ္စည်းတို့နောက်တော့ mop တွေပါတွေထားလေးရှိတယ်အပေါ်မှာဆိုရင် cleaning supplies တွေပေါ့နော်တန့်ရှင်းရေးအတွက်ပစ္စည်းထားလေးရှိပါတယ်ဒီဘက်လာမယ်ဆိုလို့ရှိရင်ဒါပထမ bedroom တစ်ခုဖြစ်ပါတယ်အပေါ်မှာမီးလုံးနဲ့ပန့်ကာရှိပါတယ်နောက်ပြီးတော့အခန်းကတော့အခက်ကြက်ကြဲလေးပဲနေအောင်ကြည့်လဲတော်တော်လေးရပါတယ်တော်တော်လေးလင်းတယ်ဒီဘက်ခြမ်းမှာဆိုလို့ရှိရင်ကျတော့ဒါ closet လေးရှိပါတယ်ဒီ closet ကကြတော့အဝတ်စားတွေထားဖို့အတွက်ကိုပြီးတော့သူတို့ကဒီမှာခောက်တကားလေးနဲ့လှုပ်ထားတာပေါ့နော်ဒါလေးကြတာခောက်တကားလေးဖြစ်ပါတယ်ဒီဘက်ကိုပြမယ်ဆိုလို့ရှိရင်ဒါအခန်းရဲ့အကျယ်ဝန်းမှာဒါအခန်းဖြစ်ပါတယ်အခန်းရဲ့အကျယ်ဝန်းပေါ့နော်ဟိုဘက်ကကျတော့ဒါပစ္စည်းထားမယ်အဝတ်ထားမယ် closet ပါခေရိုတွေဒီကပြန်ထွက်လာပြီဆိုလို့ရှိရင်ဒီဘက်ခြမ်းမှာနောက်ထပ် bedroom တစ်ခုရှိပါတယ်ဒါကကြတော့ master bedroom လို့ခေါ်လို့ရပါတယ်ဒီဘက်ခြမ်းမှာ brain water ပေါက်ရှိမယ်ဒီမှာနောက်ထပ် brain water ပေါက်ရှိမယ်နောက်ပြီးတော့ဒီဘက်ခြမ်းမှာ closet တစ်ခုရှိပါတယ်ပြီးရင်ဒီဘက်မှာကျတော့သူတို့အိမ်သာလေးလောက်ထားပေးတယ်ရေချိုးခန်းအိမ်သာပေါ့နော်ဒါ stand shower ပါ stand shower နဲ့ toilet ရှိမယ်ပြီးတော့ sink ရှိမယ်ပြီးတော့ဒီမှာမီးတွေတခါတည်းတတ်ထားပေးတာပေါ့နော်ပြီးရင်တော့ခေတို့ဒီအကျယ်ဝန်းသေးချာလေးပြင်ပြပေးပါမယ်ဒါကြတော့ master bedroom ရဲ့အခန်းအကျယ်လေးပေါ့နော်ဒီဘက်ခြမ်းမှာကျတော့ပစ္စည်းတွေထားလို့ရမယ်သုံးလောင်ခန်းလေးရှိမယ် closet လဲဟုတ်ပါဒါကတော့ closet လေးပါပြန်ထွက်လာမယ်ဆိုလို့ရှိရင်နောက်ဆုံးခန်းတစ်ခုကိုပြပါမှာဖြစ်ပါတယ်
တော့ဒီအခန်းလေးမှာကျတော့ဒါ closet အကျယ်ကြီးရှိတယ်ဝတ်တွေပါလေချိတ်လို့ရတဲ့နေရာလေးပေါ့နော်တစ်ပတ်မှာတော့ပရင်းပေါင်း2ပေါက်ရှိပါတယ်ပရင်းပေါင်းတစ်ခုလုံးကတော်တော်လေးလင်းထိန်ပြီးတော့နေအောင်ကြီးဝင်ဖို့အတွက်အရန်အဆင်ပြေပါတယ်ဒါတော့နောက်ဘက်အပေါက်လေးပါဒီဘက်ကနေပြီးတော့ခေတို့တွေနောက်ဘက် backyard ကိုမြင်ရတာပေါ့နော်ညနေထွက်လာမယ်ဆိုရင်ဒီ hall ခန်းကိုရောက်မှာဖြစ်ပါတယ်ဒီ hallway ပေါ့နော် hallway ကိုရောက်မှာဖြစ်ပါတယ်ဆိုတော့အခန်း3ခန်းကတစ်ခုချင်းစီဆက်ပြီးတော့ရှိနေကြပါတယ်တစ်ခုနဲ့တစ်ခုဆက်ပြီးတော့ရှိနေကြပါတယ်ဒီဘက်ချန်ကကြတော့ရေချိုးကန်အိမ်သာရှိမယ်အဲကြတော့အိတ်ခန်းလေးဖြစ်ပါတယ်ဆိုတော့ဒီဘက်ကကြတော့ဒါအိတ်ခန်းလေးပါတော်တော်ကျဲတယ်နော်ဒီနေရာမှာTV တွေပါရေးထားမယ်ဆိုဖာတွေထားပြီးတော့စပွဲတွေထားလို့ရှိရင်တော့တော်တော်လေးပြည့်စုံသွားမှာပါဒီဘက်လာမယ်ဆိုလို့ရှိရင်ဒါကကြတော့ dining room ဖြစ်ပါတယ် dining room ကတစ်ဖက်က kitchen ကနေပြီးတော့ထမင်းဟင်းတွေချက်မယ်အစားအစာတွေလုပ်ပြီးရင်ဒီမှာတခါတည်းစားသုံးလေးရှိကြတာပေါ့နော်ဒါကသူတို့ American culture တစ်ခုဖြစ်တယ်dining room ကိုတတ်ထားလေးရှိပါတယ်ဆိုတော့ဒီမှာဗီဒီယိုတွေထားမယ်ပြီးလို့ရှိရင်ဒီနေရာမှာစပွဲတစ်ခုနဲ့မိသားစုဘယ်နှစ်ယောက်ရှိလဲမိသားစုတွေလက်ဆောင်ပြီးတော့ဒီမှာထမင်းစားလို့ရပါတယ်ဒီဘက်ချန်လာမယ်ဆိုလို့ရှိရင်တော့ဒါကတော့ kitchen ဖြစ်ပါတယ် kitchen ကကြတော့တော်တော်လေးကြီးလို့လှပါတယ်သူတို့မှာမစ်စီရှုပ်စရာမစ်စီနောက်စရာဘာမှမလုပ်ထားဘူးပြီးတော့ refrigerator လည်းဒီတိုင်းပဲထားရပါတယ်တီးတန့်လည်းဝယ်စရာမလိုပါဘူးပြီးလို့ရှိရင်ဒီမှာဟင်းချက်ဖို့ဆိုလို့ရှိရင်ဒီမှာသူတို့ electric stove နဲ့တခါတည်းဟင်းထမင်းချက်လို့ရတယ်ဒါတွေကလေနောက်ပိုင်းဆောက်တဲ့အိမ်တွေမှာပဲရှိပါတယ်ပြီးတဲ့ခါကျတော့လူကြီးတွေအတွက်လည်းတိတ်ပြီးတော့စိတ်ပူစရာမလိုဘူးပေါ့နော်ထမင်းချိန်ကြောက်စရာမလိုဘူးဒီလိုမျိုးတွေဆိုနောက်ထပ်တစ်ခုကကျတော့ဒီမှာ oven ရှိမယ်ပြီးတော့ kitchen ကနေထွက်လာမယ်ဆိုလို့ရှိရင်ဒီအနောက်ဘက်မှာ backyard လေးရှိတယ်ပေါ့နော်ဆိုတော့အနောက်ဘက်ကပစ်လေးကိုတခါလေးလမ်းလျှောက်ပြီးတော့လာခေလို့ရတယ်ဒီနေရာမှာတော်တော်လေးကိုတိတ်ဆိတ်ပြီးတော့အေးချမ်းပါတယ်ဒါဆိုလို့ရှိရင်ခေတို့အနောက်ခြံလေးကိုလိုက်ပြပါမယ်ဒီအနောက်ခြံကဒီအနောက်မှာကိုနဲ့ဆက်နေတဲ့အိမ်တွေအများကြီးမရှိတော့ဘူးလို့ကိုကဒီမြေအကျယ်ကြီးကိုတကယ်ပိုင်ထားရသလိုပါပဲတော်တော်လေးတိတ်ဆိတ်ငြိမ်းချမ်းပါတယ်အနောက်ဘက်မှာတစ်ပင်တွေလည်းအများကြီးရှိတယ်ဆိုတော့ခေအနေနဲ့တခုသဘောကျတာကြတော့ရာသီဥတုဆိုလို့ရှိရင်သူများရဲ့လောက်ဒီနေရာမှာမပြင်းထန်ဘူးပေါ့နော်အပူအေးဆိုလည်းမျှတာတယ်အေးများတဲ့ရာသီဥတုဆိုရင်တစ်ပင်ကအရွက်တွေနဲ့ပိုပြီးမြိုင်ဆိုင်လာမှာပါဆိုတော့ဒါကြတော့အိမ်ထဲကနေလှမ်းကြည့်လို့ရတယ်ပြီးတော့ဒီမှာတခါတည်းထွက်လာလို့ရတဲ့တကားလည်းရှိပါတယ်ဒါ backyard အတွက်ကိုသွားရ back door ပေါ့နော်အနောက်မှာဆိုလို့ရှိရင်ဒီမှာသူတို့က barbecue grill တွေထားပြီးတော့အဲ့လိုမျိုးကင်အသားတွေပါတယ်ကင်စားတာတို့လုပ်လို့ရှိပါတယ်ဒါ grill တွေကင်မယ်မိသားစုတွေနဲ့အတူအဲ့လိုအသားကင်စားမယ်ဘာညာဆိုရင်တော့ဒီနေရာတော်တော်အဆင်ပြေပါတယ်ဒီမှာဆိုရှင်ဒီမှာ cabinet တွေတွေ့ရမှာပေါ့နော်ဒီ cabinet တွေဆိုလို့ရှိရင်လည်းသူတို့တွေသေချာစိတ်ပြန်တုပ်ပြီးတော့လှုပ်ထားတာဖြစ်ပါတယ်အနောက်လာမဆိုရင်တော့ဒါဒီနေရာမှာဆိုလို့ရှိရင်ကြတော့အနောက်ဘက်ကိုဓာတ်ရိုက်သွားလို့ရတယ် back door ရှိတယ်ဒီမှာဆိုရင်လည်းဒါနောက်ထပ် family room တစ်ခုပေါ့နော်ဒီ living room နဲ့ဆက်သွယ်ထားတဲ့ family room ဖြစ်ပါတယ်ဒီလို family room မှာဆိုလို့ရှိရင်ခဏကလိုမျိုးကိုယ့်အနေကိုအေးဆေးဆေးထမင်းစားမယ်ဒါမှမဟုတ်စာချက်မယ်ကလေးတွေအနေနဲ့ဆိုလို့ရှိရင်ဒါစာလေးလာမယ်မိဘတွေအနေနဲ့ဆိုလို့ရှိရင်ဒီမှာအလုပ်လုပ်မယ်တို့စကားလက်ဆောင်ပြောမယ်ဆိုရင်ဒီအခန်းလေးကတော်တော်လေးကိုတင့်တော်ပါတယ်ဆိုတော့တချို့အနေနဲ့ဆိုလို့ရှိရင်ဒီမှာရုံးအလုပ်တွေပါတယ် work from home လုပ်အောင်ဆိုဒီမှာအရန်ကောင်းပါတယ်ပြီးတဲ့ခါကျတော့ okay ဒီတကားကျတော့ဒါမြေအောက်ခံကိုသွားတဲ့တကားလေးဖြစ်ပါတယ်ခုနကမြေအောက်ခံကိုပြထားပြီးသွားပြီမို့လို့ခေစင်းတော့မပြတော့ဘူးပေါ့နော်ဆိုတော့ဒီမြေအောက်ခံရဲ့အနောက်ခံရဲ့ဒီ living room တွေကဒီလိုမျိုးပဲဆက်နေတာဖြစ်ပါတယ်ပြီးသွားလို့ရှိရင်တော့ဒါကတော့ in shape ပေါ့နော်ဆိုတော့ခေတို့တွေအားလုံးကိုစစုံလင်လင်ပြသွားပြီးလို့မျှော်လင့်ပါတယ်ကဲဟုတ်ပြီဒီအိမ်လေးကိုကိုယ်တိုင်လာကြည့်ရှင်တယ်ဒီအိမ်လေးရဲ့ information ကိုအသေးစိတ်သိချင်တယ်ဆိုရင်ကျွန်တော်ကိုအခုပဲဖုန်းဆက်လိုက်ပါကျွန်တော်ရဲ့ cell phone number က678-414-4210ဖြစ်ပါတယ်ကျွန်တော်ကဂျော်ဂျာပြည်နယ်မှာအခြေစိုက်နေထိုင်နေတဲ့အိမ်အကျိုးတော်ဆောင်တစ်ယောက်ဖြစ်ပါတယ်နောက်ထပ် home showing တွေနဲ့အိမ်ရောင်းချင်းဝယ်ချင်းအသိပညာတွေကိုကျွန်တော်တို့ဒီ page ကနေအမြဲတမ်းတင်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ဒီ page လေးကို follow လုပ်ထားပေးပါအောင်နော်အားလုံးပဲကောင်းသောနေ့လေးပိုင်ဆိုင်ကြပါစေ
။